flies ဒီမှာကျတော့ flies es ထည့်ပြရအောင်နော် ies ဒီနေ့ကျွန်တော်တို့ဒီ noun နဲ့ပတ်သက်ပြီးတော့ exercise ကိုလုပ်ကြည့်ရအောင် analyze nouns in the following sentences အောက်မှာစာကြောင်းလေးမှာရှိတဲ့ noun တွေကို analyze လုပ်ပေးရမယ်တဲ့ number 1 က dogs like meat number 2 cows eat grass number 3 farmers grow paddy number 4 birds fly number 5 cats catch mice အဲဆိုလို့ရှိရင်ဒီမှာ noun တွေကိုမြင်တတ်ပေးရမယ်ဆိုတော့ကျွန်တော်တို့ noun ဆိုတာဘာကြီးလဲဆိုတာကျွန်တော်သိထားရမှာပေါ့နော် what is noun noun is a name အမည်ဥသည်များကို noun လို့ခေါ်တယ်အဲဆိုလို့ရှိရင်ဥပမာအိမ်တို့ကျောင်းတို့ဈေးတို့ခွေးတို့ပေါ့နော်ဒါတွေကို noun လို့ခေါ်တယ်ပေါ့နော် number 1 sentence ကိုကြည့်မယ်ဆိုလို့ရှိရင် dogs like meat ဆိုတော့အမှ dogs noun က dogs ဖြစ်တယ်ပေါ့နော် dogs ကို underline လုပ်ပေးရမယ်ဆို number 2ဟောအမှကြည့်ကြည့်အောင်ပေါ့နော် number 1 မှာ noun ကိုကြည့်မယ်ဆိုတော့ dogs က noun ဖြစ်တယ်နောက်တစ်ခုထပ်ကြည့်မယ်စကားလုံး၃လုံးရှိတယ်ဆိုတော့၃လုံးလုံးကိုကြည့်မယ် like က noun ဖြစ်လားမဖြစ်ဘူးပေါ့နော် like က verb နောက်တစ်ခုကကျတော့ meat က noun အဲဆိုလို့ရှိရင်ကျွန်တော်တို့ number 1 sentence မှာdogs နဲ့ meat ကို line တပ်ပေးအောင်ပေါ့နော် sentence number 2 မှာကျတော့ cows eat grass အဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်တော့noun ကဘာဖြစ်မလဲအဲ့ဒါ cows နဲ့ထပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ grass နှစ်ခုပေါ့နော်ဒီမှာလည်းနှစ်ခု number 3 farmers grow paddy အဲဆိုလို့ရှိရင်ဒီမှာကြည့်မယ်ဆိုလို့ရှိရင် noun ဆိုတော့ farmers အဲ့ဒါ noun ဖြစ်တယ် grow paddy is noun is grow noun ဟုတ်လားမဟုတ်ဘူးပေါ့နော် grow က verb farmers grow paddy is a noun farmers နဲ့ paddy ကို line တပ်ပေးအောင်ပေါ့နော် number 4 birds fly အမှဒီမှာတော့စကားလုံးနှလုံးပဲရှိတယ်ဆိုတော့ noun ကိုကြည့်မယ်ဆိုလို့ရှိရင် birds အဲ့ဒါ noun ဖြစ်တယ် fly က noun မဖြစ်ဘူးပေါ့နော် fly က verb number 5 က cats catch mice ဆိုတော့ဒီမှာ noun ကိုကြည့်မယ်ဆိုလို့ရှိရင် cats ဖြစ်တယ်နောက်တစ်ခုကကျတော့ mice နှစ်ခုပေါ့နော် cats နဲ့ mice ကို line တာပြအောင်ပေါ့နော်ကျွန်တော် exercise ပြီးတော့ပြီပေါ့နော် noun နဲ့ပတ်သက်ပြီးတော့ exercise အဲ့မှာကျွန်တော်တို့တစ်ခုကြည့်ကြည့်အောင်ပေါ့နော်ဘဟုတုတအနေနဲ့ပေါ့နော်ဒီမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒီ dogs noun တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော် subject မှာရှိတဲ့ noun တွေပေါ့နော်အခုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် dogs ရှိတယ် cow ရှိတယ် farmers ရှိတယ် birds ရှိတယ် cats ရှိတယ်ဒီအားလုံးက singular လား plural လားဒီအားလုံးက plural နဲ့ရေးထားတယ်ပေါ့နော် plural အများကြီးနဲ့ရေးထားတယ်ဆိုတော့ verb ကမှာ s မထည့်ပေးရဘူးပေါ့နော် s တို့ es တို့မထည့်ပေးရဘူးပေါ့နော်တကယ်လို့ဒါဒီမှာsingular ပေါ့နော် dog ဆိုလို့ရှိရင်ဒီမှာအားလုံး s မပါဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေးရမှာက dog likes meat cow eats grass farmer grows paddy bird flies ဒီမှာကျတော့ flies ထည့်ပြရအောင်နော် ies flies number 5 က cat catches mice ကဒီ mice ကဒီဥစ္စာက plural ပေါ့နော် singular ပြောင်းဖို့မလိုဘူးပေါ့နော်ဘာဖြစ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ subject နဲ့ပဲဆိုင်တယ်ပေါ့နော်ဒါအားလုံးကအဲဆိုလို့ရှိရင် mice က mice ပါပဲ mice ရဲ့ singular form က mouse mouse singular နဲ့ plural အကြောင်းကိုလည်းတခါတည်းတည်သွားတာပေါ့နော်bye bye see you next video